အားလုံးပဲမင်္ဂလာပါကျွန်တော်ရင်းနေရခန်းစားရေးပို့ထားတဲ့ဒီနေ့ဘုတ်ကိုဆိုကြပါမယ်ချစ်လဲချစ်တဲ့ဦးသည်လွမ်းလဲလွမ်းကူခဲ့သည်ကျော်တော်လဲပြောခဲ့ဦးပါသည်မမင်းနိုင်တဲ့အလေးကြောင့်ကလေးကရင်နဲ့ထုံနေလို့နေပြီဥပိ္ပခာတိုင်းကြီးချာကကြည်ရှုံးသမားကိုပြမုံသွားနှလုံးသားမှာတရားတွေအပြည့်ဒီနေ့ထက်တိုင်းလွမ်းလို့နေပါပြီလွမ်းသမားရဲ့ကိုချိုက်တယ်ပေါ့ဗျာချစ်လဲချစ်တဲ့ဦးသည်လွမ်းလဲလွမ်းခဲ့သည်ကျော်တော်လဲပြောခဲ့ဦးပါသည်မဖိနိုင်တဲ့အလေးကြောင့်ကလေးကရင်နဲ့သို့နေလို့နေပြီဥပိ္ပခာတိုင်းကြီးချာကကြည်ရှုံးသမားကိုပြမုံသွားသူနှလုံးသားမှာတရားတွေအပြည့်ယနေ့တတိုင်းလွမ်းလို့နေပါပြီပါရဲသောသနာပါရဲပြောတဲ့စကားတွေအကျွမ်းမဲ့ယုံသားမိသူကိုမူသားတွေချင်းချင်းသုံးပါအဝေးဆုံးမှာထားပြခဲ့သူယောပြဆုံးနိုင်မခွေမရှိတော့အလွယ်နဲ့သာပို့တတိယလေတိုင်းဆွေးတချင်းကလေးတွေသို့ယောက်ျားတမ်းမဲ့မြေကောင်းကိုလွမ်းရသူကိုဆွေးရတွေပို့အခုတော့မငွေကျင်တော့ဘူးမလွမ်းတော့ဘူးကိုယ်မဆွေးတော့ဘူးလေလွမ်းရဘူးနာရနဲ့ပြေတချင်းကလေးတွေပဲရေးလို့ဆိုမယ်လေလူရင်းလွင်ဟာချစ်တယ်မခင်ကြပါဘူးချစ်ဆိုတဲ့အရာဟာကျွန်တော်တို့အသက်အရွယ်တွေနဲ့လည်းဆိုင်မဖြစ်ပါဘူးကိုချစ်ရတဲ့သူတွေနဲ့လူနေကြရမယ်ဆိုရင်ဝမ်းသာစရာပျော်ရွှင်စရာတွေပေါ့ချစ်ရတဲ့သူတွေနဲ့ခွေခွင့်ရပြီဆိုရင်တော့ဝမ်းနည်းစရာကြေကွဲစရာတွေနဲ့ယောက်ျားတမက်နဲ့မြင့်ရီခန့်အောင်ငိုခဲ့ရတဲ့ကျွန်တော်ရဲ့ဖြစ်တွေကိုကျွန်တော်ကျင်နာမိပါတယ်ဒါကြောင့်သူ့ကိုကျွန်တော်လွမ်းလည်းမလွမ်းတော့ဘူးဆွေးလည်းဆွေးမနေတော့ပါဘူးသူ့ကိုကျွန်တော်လွမ်းနေဆွေးနေမယ်သားကျွန်တော်သချင်းလေးတွေပဲရေးပြီးဆိုပါတော့မယ်လို့သုံးဖြတ်ခဲ့ပါတယ်ဒါကြောင့်ဒီရှင်းလေးဟာကျွန်တော်ရင်ထဲကခံစားဖြစ်ပေါ်လာတဲ့တရားများတဲ့လွမ်းပိုက်ရှင်လို့မြည်ရတဲ့သချင်းလေးတစ်ခုဖြစ်ပါတယ်ခင်ဗျာချစ်လဲချစ်ခဲ့ဦးသည်လွမ်းလဲလွမ်းကူခဲ့သည်ပြောတော့လဲပြောခဲ့ဦးပါသည်မမေ့နိုင်တဲ့အလေးကြောင့်ကလေးကဒီနဲ့ဆုံးနေလို့နေပြီဥပိ္ပခာတိုင်းကြီးချာကချစ်ရှုံးသမားကိုပြမုံသွားသူနှလုံးသားမှာတရားတွေအပြည့်ယနေ့ထက်တိုင်းလွမ်းလို့နေပါပြီသိချင်တော့လဲလွမ်းရတာပေါ့ဗျာစကားတော့ချစ်ပါရဲ့သို့သနာပါရဲ့ပြောတဲ့စကားတွေအကျွမ်းမဲ့ယုံသားမိသူကိုမူသားတွေအချင်းချင်းသုံးပါအဝေးဆုံးမှာထားပြခဲ့သူယော ပြ
ပြန်ဆုံးနိုင်မခွင့်ရမရှိတော့အလွမ်းနေနေတာပေါ်တတိယလေတိုင်းအဆွေးသချင်းကလေးတွေသို့ယောက်ျားတမဲရေခေါင်းကိုလွမ်းရသူကိုဆွေရတွေပေါ်အခုတော့မငိုချင်တော့ဘူးမလွမ်းတော့ဘူးကွယ်မဆွေးတော့ဘူးလေလွမ်းရမှုနာရာနဲ့ပြေတချင်းကလေးတွေပဲရေးလို့ဆိုမယ်လေလွမ်းနာမှုနာရာနဲ့ပြေတချင်းကလေးတွေပဲရေးလို့ဆိုမယ်လေအလုံးကျေးဇူးတင်ပါတယ်